ဘဝကိုရှုမြင်သုံးသပ်ခြင်းအကြောင်းတရားဒေသနာတော်ဒီနေ့ညတပတ်တွင်ခန္ဓာကိုရွှေဘုန်းတော်လည်းဖြစ်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာမိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိပိယပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတလာယောနာထောဝိနိယညာသာသတ္တဝါဣချမ်းသာစီးပွားလိုလားတောင်းတကုံမောင်ခါသဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဗျာသည်ကပ္ပကောတိပိဂရေကဘာရေအတွက်တခြားတို့ဖြင့်တော်လည်းအဘေမေယံရေအတွက်ဟောပြခြင်းငါမစွမ်းနိုင်ပါတော့ကာလလေးအတင်ချေသိတိကဘာရှိကြသောကာလပတ်တော်လောကဣဒယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေတဲ့အင်္ဂါမေတ္တာကြီးမာသမိတာနှင့်သထာသနေဆွေနေကြီးဟုစေတိထဝေ50အစုအုံခဲတော်မူလို့ကိုကရောတော်မြတ်ရှင်ရည်တန်ပြုကိုအာထုတော်မူရသည်ဖြစ်ဖြင့်ခေရလက်ချေမြေလုံးအသက်ဆုံးရဲ့လုံးစေဝံကိုရောဤပေမဉ္ဇဉ်တို့ကတောဘဝတဏ္ဍจิตထွန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများယဝေတာကိရုတနာစိတ်ကိမဟာကရုဏာရှင်ဖြစ်တော်မူသောရတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံမောင်ခါသဖြင့်နာထမိညာထိုရှင်တော်မြတ်တရားအားနမောယူတိပြောင်းပြောင်းမနုလျော၍ကရောယူကျိုးရှိခိုးခြင်းသည်အတုဝေတုစင်စစ်မသွေဖြစ်ပါစေတည်းဘဝကိုရှုမြင်သုံးသပ်ခြင်းဘဝနဲ့ထံကလနာမူသွားသည်မဟာဝိဇ္ဇာပတိစတင်တိုင်မဟာတုလပန္တိရိတ်တာရန်ကုန်မြို့တိရိလက္ခဏာမှာတခုံသာသနာရိတ်တာလွယ်လင်မြို့တိရိလက္ခဏာကမှကံဥကြောင်းတိုင်ရုံးလည်းမြို့အောင်ချမ်းသာရွာတိရိလက္ခဏာစံရည်ကြီးမျိုးရဲ့ဦးစီးဗရဏနာယကဖြစ်တော်မူပြီးတော့နိုင်ငံတော်ဆိုရကအခါမဟာကမ္မထာနာစရိယအာသနိကပွဲတစ်စိတ်ဖြင့်ချီးကျူးဂုဏ်ပြုအိန္ဒိယနိုင်ငံမှာဒေါက်တာဘွဲ့စက္ကတုတန်းကြီးကိုခံယူရတဲ့စကိုင်းတောင်ယူမချဲရွာအနီးစေဝိတ္တဒါနသံဃာဆဲဥတော်ကြီးကိုဦးစီးတည်ထောင်ပြီးတော့အများအကျိုးကိုဆောင်ရွက်တော်မူသွားတယ်ဘုန်းကြီးတို့ရဲ့နောင်တော်ကြီးပေါ့နောင်တော်များနဲ့လည်းနောင်ရင်းနှီးတဲ့ဒေါက်တာပတ္တန္တလက္ခဏာမဟာထေရ
တတော်80အတွင်းမှာအရွယ်ရောက်တဲ့အချိန်ကနေစပြီးအများအကျိုးပြုတဲ့လုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်သွားတာမှာအလွန်ကျေနပ်စရာကောင်းပရဟိတလို့ခေါ်တယ်အများကောင်းကျိုးချမ်းသာရဖို့ရတဲ့တော့ဘုဟုဇနဟိတဘုဟုဇနဒုက္ခလို့ဆိုတယ်ဟိတဒုက္ခနှမျိုးလုံးကိုဦးစီးဆောင်ရွက်ပြီးတော့စွမ်းတတ်တယ်မှာမိမိရဲ့ကျမ်းမာရေးအသက်ပရဏမထားပဲနဲ့အများကျိုးရှိအောင်တစ်ခါကဆောင်ရွက်တယ်တစ်ခါကလည်းဘုရားမြတ်စွာသာသနာတော်မှာအရေးပါတဲ့တရားဓမ္မတွေလက်တွေ့ကျင့်သုံးနည်းအလုံးရရှိပြီးတန်လျာကလွတ်စေနိုင်တဲ့တရားဓမ္မတရားစခန်းများကိုဖွင့်ပြီးတော့အနေနဲ့ရရကြွရောက်ပြီးမနာမနေတက်တော်80အရွယ်ရှိသည့်တိုင်အောင်ပဲလောကီဆောင်ရွက်သွားတာကိုအလုံးဟာပုံရိပ်အနေနဲ့မြင်နေကြပါသူပြောစရာမလိုတဲ့အမှန်မှအများကျိုးဆောင်ရွက်တဲ့ပုဂ္ဂိုလ်ဒီဆရာတော်တို့လောကမှာပေါ်ထွန်းလာခြင်းဘုဇနဟိတယဘုဇနဒုက္ခယအများကျိုးစီးပွားနဲ့အများချမ်းသာဖို့အတွက်အလုံးဟာဒီဆရာတော်တို့ပုဂ္ဂိုလ်မျိုးဆုံးရှုံးသွားခြင်းအများနှလုံးပူလောင်စရာညာကျိုးဆောင်ရွက်သွားတဲ့ပုဂ္ဂိုလ်ဟိတလို့ဆိုတဲ့ချမ်းသာရချမ်းသာကြောင်းအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေပြီးတော့ထိုအခြေအနေကောင်းတွေကရလာတဲ့ဒုက္ခကိုဒီဆရာတော်ကအများကြီးကျိုးဆောင်ပြီးတော့ပြတ်သွားသူရဲ့စံနမူနာကိုယူပြီးတော့အများရဲ့အကျိုးဆောင်ရွက်ကြရမှာဖြစ်တယ်လို့ဆောင်ရွက်နိုင်အောင်မိမိတို့အတိုင်းအတာတစ်ခုဆောင်ရွက်ဖို့ဒီလိုပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များပုဂ္ဂိုလ်များမျိုးဘုဒ္ဓဂီလောကမှာပေါ်ပေါက်လိုက်လို့ရှိရင်သူ့ကိုမိကိုအားထားရတဲ့ပုဂ္ဂိုလ်တွေညောင်များစွာအချိန်ကြီးကောင်းလို့ဆိုရယ်ဟိတတွေနဲ့ကြုံတွေ့ပြီးဒုက္ခလို့ဆိုရယ်ချမ်းသာကိုရရှိကြတယ်။ထုံးစံလိုပဲဖြစ်တယ်ပေါ့။လောကမှာမြတ်စွာဘုရားပွင့်လာတာဟာဘုဟုဇနဟိတယဘုဟုဇနဒုက္ခယလို့ဆိုတဲ့ခြေနေကောင်းတွေကိုဖြစ်ပေါ်စေတယ်ထိုခြေနေကောင်းတွေကိုအကြောင်းပြုပြီးတော့မှဒုက္ခဆိုတာရရှိတယ်ဒီနေရာမှာဟိတဒုက္ခဆိုတဲ့စကားလုံးနှလုံးမှာတွဲဖက်ပြီးတော့ပေါ်ပြဟိတဆိုတာအကြောင်းတရားဒုက္ခဆိုတာအကျိုးတရားဝိပင်္ဂမူလတိကမှာဒုက္ခကာရဏံဟိတံလို့ဟိတဆိုဒီမှာဒုက္ခရဲ့အကြောင်းတရားတတ္တပလံဒုက္ခလို့ဒီလိုဖွင့်ဆိုထားတာရှိတော့လောကမှာဒုက္ခကိုပေးခြင်းတိုက်ရပေးလို့မရဘူးဟိတဖန်တီးပေးရဟိတဆိုတဲ့အခြေအနေကောင်းတစ်ခုဖန်တီးပေးဒီဆရာတော်ကိုအမိပြုပြီးတော့မြန်မာနိုင်ငံမှာရှိကြတဲ့ပုဂ္ဂိုလ်တွေတော်တော်များများဝိချက်ဇီဝိတဒါနသံဃာဆေးလူကြီးမှာတက်ရောက်ပြီးတော့ဖြစ်ပေါ်လာတဲ့ယောဂတွေကိုကုသနိုင်အောင်လို့ဆိုရင်အခြေအနေကောင်းတွေကိုဟိတဆိုတာကိုဖန်တီးပေးကြအဲ့ဒီဟိတကိုအသုံးချရတဲ့ပုဂ္ဂိုလ်တိုင်းဒုက္ခလို့ဆိုတဲ့ဆန္ဒမှုရရှိပြီးတော့သွားကြအလုံးကျေးဇူးတင်ဖို့ကောင်းတယ်
လောကကြီးမှာဒီလိုပုဂ္ဂိုလ်တူဆုံးရှုံးနေတာရခြင်းဟာအင်တမကြီးမားတဲ့ဆုံးရှုံးမှုလို့ဒီလိုပြောသို့တော်လည်းဘဝရဲ့အသင်ကိုရှုမြင်သုံးသပ်ပြီးတော့ကြည့်မယ်ဆိုရင်ဘဝဆိုတာဒီတိုင်းပဲရှင်သာရိပုတ္တရာမထေရမြတ်နာလကရွာမိမိကိုယ်တိုင်ဖွားမြင်ခဲ့တဲ့အခမ်းမှာသွားပြီးတော့ပြိဋိဘံစံသွားတော့ညီတော်ဖြစ်တဲ့ရှင်သုဒ္ဓကသာပတကိစ္စပြီးတော့ရှင်သာရိပုတ္တရာရဲ့အယုဒ္ဓတွေကိုတပိတ်နဲ့ထည့်ပြီးတော့ယူလာမြတ်စွာဘုရားတို့ရှင်အနန္ဒာတို့ဒါဆိုရင်မြတ်မှာရှိနေတဲ့အချိန်တပိတ်ထဲမှာရှင်သာရိပုတ္တရာရဲ့အယုဒ္ဓတွေထည့်ပြီးတော့ခုခေတ်ခေါ်ဓာတ်တော်ပေါ့နော်ဉာဏပုဂ္ဂိုလ်ရဲ့အယုဒ္ဓမာစီဆရာတော်ကြီးရဲ့စာအုပ်ထုတ်ထဲမှာရေးထားတယ်ရှင်သာရိပုတ္တရာရှင်မောဂလန်ရဲ့ဓာတ်တော်ဆိုတာကိုအိန္ဒိယနိုင်ငံသွားတော့သူဖူးတွေ့ရတယ်မြတ်စွာဘုရားဓာတ်တော်လို့အလုံးလေးတွေမဟုတ်ဘူးတဲ့အယုပါပဲလို့ဒီလိုရေးထားတွေ့လို့မာစီဆရာတော်ကြီးဟောထားတာရှိဒါကြောင့်ရှင်သာရိပုတ္တရာရဲ့အယုဓာတ်ကိုသူသုံးတဲ့တပိတ်ထဲမှာညီတော်ဆုံးသားကယူလာပြီးတော့ရှင်အနန္ဒာစီလာပြရှင်ပြားတဲ့ရှင်သာရိပုတ္တရာမြတ်ပြားတော်ပြိဋိဘံဆံသွားပြီးဟောတာသူတပိတ်သူသင်္ကန်းဒီထဲမှာရှင်သာရိပုတ္တရာရဲ့အယုဓာတ်တွေပါပါတယ်ဖွင့်ပြလိုက်တာရှင်အနန္ဒာကကဲမြတ်စွာဘုရားစီသွားကြရအောင်ဆိုပြီးဘုရားစီရောက်သွားလျှောက်တယ်လျှောက်တဲ့ထဲပဲဒီမှာပြောလို့ရှင်သာရိပုတ္တရာပြိဋိဘံဆံသွားပြီလို့ကြားလိုက်တာနဲ့နှလုံးသွင်းနေကြတရားနဲ့လည်းနှလုံးသွင်းလို့မရဘူးတဲ့ကြောက်ကုန်ပြီဘယ်ရကြည့်ကြည့်စိတ်ထဲမှာကြီးကြီးလင်းလင်းမဖြစ်ဘူးအယမျက်နှာတွေလည်းသူ့မှာခါတိုင်းလို့ตายရတဲ့အနေထားမျိုးအနေနဲ့ထင်မလားခန္ဓာကိုယ်ကြီးနေရထိုင်ရတာလည်းတောက်တောက်တင်းတင်းကြီးတစ်မျိုးကြီးခံစားရတယ်စိတ်ထဲမှာတစ်မျိုးတစ်မျိုးဖြစ်ပြီးတော့ရှင်သာရိပုတ္တရာပြိဋိဘံစပ်သွားပြီလို့ကြားလိုက်ရတော့တပည့်တော်ရဲ့ခံစားချက်တရားနှလုံးသွင်းလို့မရတော့စိတ်နှလုံးတုန်လုံးချောင်ချမ်းနေတယ်ဆိုတဲ့အကြောင်းအဲ့ဒါလို့လျှောက်တော့မြတ်စွာဘုရားကအာနန္ဒာသာရိပုတ္တရာပြိဋိဘံစံသွားတဲ့အခါမှာမင်းစီကသီလတွေသမာဓိတွေပညာတွေဆိုတဲ့အရေးချင်းတွေသူကယူသွားသလားတဲ့သူစီပါသွားလို့ဘာနဲ့ပူဆွေးမှုဖြစ်ရမလားလို့ဆိုအဲ့ဒီလိုတော့မဟုတ်ပါဘူးဗျာတပည့်တော်ရဲ့သီလသမာဓိပညာတွေကိုယူသွားတာတော့မဟုတ်ပါဘူးဒါပေမဲ့ရှင်သာရိပုတ္တရာမထေရသတင်းတော်တွေပေါ်မှာထားတဲ့စိတ်ဓာတ်ဆောင်ရွက်လုပ်ကိုင်ခဲ့တဲ့တရားနဲ့ချင်းမြောက်မှုအာမိသနဲ့ချင်းမြောက်မှုဓမ္မနဲ့ချင်းမြောက်မှုဆိုတဲ့ရှင်သာရိပုတ္တရာရဲ့ချင်းမြောက်မှုဟာအလုံးမတမတပည့်တော်ရဲ့ဉာဏ်နဲ့နှလုံးထဲမှာအမှတ်ရစေပါပဲ။ဘာလေးမရှင်းရှင်သာရိပုတ္တရာသွားမေးလိုက်ရင်တပည့်တော်တို့ရှင်းသွားစိတ်ရှိလက်ရှိရှင်းပြတယ်။ရှင်သာရိပုတ္တရာရှင်းပြတယ်။ရှင်သာရိပုတ္တရာစီကနာရတဲ့တရားတွေတပည့်တော်အင်မတန်မှတန်ဖိုးရှိလို့အဲ့ဒါတွေကလည်းလို့ဆုံးရှုံးသွားပြီတို့ဒီခွင့်ရည်ကြီးဘယ်တော့မှရတော့မှမဟုတ်တော့ဘူးဆိုပြီးတော့ယူချုံမရဝမ်းနည်းကြေကွဲမှုဖြစ်တာပါလို့ဆိုတော့မြတ်စွာဘုရားကဘာဟောတော့ဆိုအေး
ပါဓမ္မတရဏဓမ္မကိုလားအာကိုအထာလို့ကြအာကိုအထာလို့ရမယ်ပုဂ္ဂိုလ်ဆိုတာအာထာလို့မရဘူးဒီပုဂ္ဂိုလ်အာထာမလို့ကြံလိုက်မရှိတော့ဘူးပုဂ္ဂိုလ်ဆိုတာခိုင်မြဲတဲ့ဟာမဟုတ်ဘူးဒီပုဂ္ဂိုလ်အာထာမလို့အာထာနေတော့မယ်ပြိဋိဘဆံသွားတယ်ကွယ်တော်လေးစားရောက်သွားတယ်အာထာမလို့ရှိတော့အမေအာထာအမေအတည်သွားပြန်အဖေအာထာလည်းဆိုဖေအတည်သွားပြန်ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေအာထာနေတော့မရှိတတ်ကြဘူးအဲ့တော့ပုဂ္ဂိုလ်ကိုအာထာပြီးတော့မနေသင့်ဘူးသာဝရအာကိုရမဖြစ်ဘူးဓမ္မကိုပဲအာကိုလို့မြတ်စွာဘုရားရှန္ဒနာကိုနားပါချပြီးတော့ဟောကြားထားတဲ့သုတ္တန်တစ်ခုရှိတယ်အဲ့ဒါကြောင့်ဘုန်းကြီးတို့တွေရဲ့သာသနာဆရာတော်ဘုရားကြီးဘဝတ္တထပြန်တော်မူသွားခြင်းဟာဆုံးရှုံးမှုတွေအများကြီးဖြစ်တယ်ဆုံးရှုံးမှုတွေအများကြီးဖြစ်တဲ့အတွက်ဆရာတော်ရဲ့တတိတာဝတ္တတရားဓမ္မနာယူပြီးတော့လိုက်တာချက်သုံးနေကြရတယ်အနေနဲ့ရရမှာရှိတယ်ဒိဋ္ဌာအသီးသီးတရားစခန်းအသီးသီးကတတိယကဓမ္မတွေခါတိုင်းလိုကျမ်းနာဝိပယတော့တရားကဆုံးရှုံးသွားကြတယ်ဆရာတော်သတင်းတော်ရကျောင်းလိုက်နေမှာရှိကြတဲ့တတိယဟန်တွေတတိယကဓမ္မတွေဆရာတော်ရဲ့ဥဆောင်မှုဆရာတော်ရဲ့ဆုံးမဩဝါဒစကားဒါတွေဆုံးရှုံးသွားကြတယ်ကြီးမားတဲ့ဆုံးရှုံးမှုကြီးတွေပဲလို့ပြောအဲ့တော့ဒီလိုကြီးမားတဲ့ဆုံးရှုံးမှုကြီးတွေဖြစ်နေလို့ဆုံးရှုံးမှုကိုနှမျောတာတာပြီးတော့ဒီတိုင်းပဲတောကနဲ့နေကြပါလားလို့ဆိုတော့အဲ့ဒါလိုတော့နေရအဲ့ဒါလိုနေလို့ရှိရင်ဆုံးရှုံးမှုကပိုးပို့ပြီးတော့ဆုံးရှုံးလာမှသာဖြစ်တယ်ပေါ့ဆုံးရှုံးမှုတွေထပ်မှတ်ပြီးတော့မဆုံးရှုံးရလေအောင်ဓမ္မသဘောဆင်ခြင်စဉ်းစားပြီးတော့ဘဝကိုရှုမြင်သုံးသပ်တယ်ဘုလိုအပ်တယ်အဲ့ဒါမှဆုံးရှုံးမှုတွေစားထိုးနိုင်မှာဖြစ်ရသော်ဘုရားကရှန္ဒနာကိုနားပါချတယ်လို့ဓမ္မတရဏဓမ္မတရဏဓမ္မကိုအာကိုဓမ္မကိုအာကိုကမှသာဝရအာကိုเสียဖြစ်တယ်ပုဂ္ဂလကိုအာကိုရင်ပုဂ္ဂလဟာမြဲတာမဟုတ်သည့်အတွက်ကြောင့်သာဝရအာကိုရမဖြစ်ဘူးဓမ္မကိုအာကိုရမယ်ဆိုတော့ဆုံးရှုံးမှုတွေကနေပြီးတော့အကြီးအကျယ်ဆုံးရှုံးမှုတွေထပ်မဖြစ်အောင်ဓမ္မကိုအာကိုကြဖို့ဒီလိုဆိုတာပေါ့အဲ့တော့ဒီနေရာမှာဘဝကိုရှုမြင်သုံးသပ်တယ်လို့ဆိုဆရာတော်လည်းဘဝတစ်ခုရထားကြဘုန်းကြီးတို့တွေလည်းအားလုံးဘဝကိုရထားကြဘဝရဲ့သဘာဝရှုမြင်သုံးသပ်ဆင်ခြင်ကြည့်ဖို့လိုအပ်တယ်အရှုံးပြီးအရှုံးမဖြစ်စေအရှုံးတဲ့ကမြတ်ဆိုတာရအောင်ရှာနိုင်ဖို့ဘဝနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ရှုမြင်သုံးသပ်ပုံလေးကိုကြည့်ဘုန်းကြီးတို့ရထားတယ်ခုတရားတွေအားလုံးရထားကြလူတွေအားလုံးရထားကြဘဝပြိဿသမုပ္ပါဒ်နဲ့ပြောရင်ဘဝဆိုတာဘာလဲလို့မေးလို့ရှိရင်ဘဝဆိုတာကမ္မဘဝနဲ့ဥပ္ပတ္တိဘဝဘဝကိုဖြစ်စေတတ်တဲ့ကံတရားကိုလည်းဘဝလို့ခေါ်လိုက်ပြီးထိုကံတရားကြောင့်ရောက်ရှိလာတဲ့ခန္ဓာ၅ပါးကိုလည်းဘဝလို့ခေါ်လိုက်တယ်ခုဘုန်းကြီးတို့တွေရတာကဘာရတာလဲခန္ဓာ၅ပါးရတာအဲ့ဒီခန္ဓာ၅ပါးဆိုတဲ့ဘဝကောင်းသလား
ဘဝရနေတာကောင်းသလားလို့ဆိုမြတ်စွာဘုရားကအတိအလင်းဟောထားတာရှိတယ်။ဘာနဲ့ဥပမာပေးဟောထားတော့ဆိုမစင်ဟာလူတွေရဲ့မစင်ဟာနည်းနည်းလေးပဲဖြစ်စေမကောင်းတဲ့အနတ်ရှိဆက်ဆုပ်ပွဲကောင်းတယ်ထို့တူပဲဘဝတစ်ခုဟာဘလောက်ပဲတူတော့စက္ကန့်ပိုင်းလေးရတဲ့ဘဝပဲဖြစ်ဖြစ်လက်ဖြစ်တတိအတွင်းမှာရလိုက်တဲ့ဘဝလေးပဲဖြစ်ဖြစ်ဘယ်ဘဝမျိုးကိုမှငါကောင်းတယ်လို့မဟုတ်ဘူးတဲ့။အဲဒီလိုကောင်းတယ်လို့မဟုတ်လို့ဘဝရဲ့အဆုံးသတ်မရဏမတိသေဆုံးခြင်းနဲ့ဆုံးသတ်မှာပဲ။ဒီကြားထဲမှာဝိဇ္ဇနာခြင်းဆိုတဲ့ဟာလေးသောကပရိဒေဝဒုက္ခဒေါမနတဥပါယနာလို့ဆိုတယ်။ယနေ့မှာပူလောင်မှုတွေငိုကြွေးရမှုတွေကိုယ်ဆင်းရဲမှုတွေစိတ်ဆင်းရဲမှုတွေစိတ်ပင်ပန်းမှုတွေဆိုတဲ့ဒုက္ခတွေအချိန်များစွာဒီဘဝမှာကြုံနေကြ။ဟိုပြဿနာဒီပြဿနာမျိုးစုံမှာလည်းဘဝထဲမှာယောဂမျိုးစုံမှာလည်းဘဝမှာ96ပါးသောယောဂဝေဒနာတွေအဲဒီဘဝမှာကြုံတွေ့ရအဲ့ဒီဘဝမှာဘယ်ဘဝပဲဖြစ်ဖြစ်ဆင်းရဲဒုက္ခတွေလွှမ်းခြုံထားတာဖြစ်သောကြောင့်မြတ်စွာဘုရားဘယ်ဘဝမှာကောင်းတယ်လို့မှမဟုတ်ဘူးဘဝကိုအဲ့ဒါမှတူတောင်းတဲ့ဘဝလေးပဲဖြစ်ဖြစ်ခြေလက်ဆရာမဟုတ်ဘူးဒါကမြတ်စွာဘုရားကသုတ်တန်တစ်ခုမှဒီလိုဟောတာဘဝကိုနည်းနည်းလေးမှမချစ်ပါဘူးဘဝရဲ့အဆုံးသတ်ဟာဘဝပစ္စယဇာတိပစ္စယသရမရဏပရိစ္ဆဒုပ္ပကိုကျင့်တယ်ဒုက္ခခန္ဓာတသမုဒယောဟောတိဒုက္ခအစစ်ကြီးပဲဒုက္ခကြီးပဲဘာမှမရောတဲ့ဒုက္ခတတဖြစ်နေတာအဲ့ဒီဒုက္ခဆိုတာကြီးကိုရချင်နေကြသလားမရချင်ရနဲ့ဒုက္ခရလို့ရှိရင်အခုလိုဆုံးရှုံးမှုတွေဟာကျုံနေဥမှာပဲနောက်လည်းကျုံမှာပဲဘဝရှိနေကြဒီလိုဆုံးရှုံးမှုတွေကျုံမှာလောကကြီးမှာဆုံးရှုံးမှုတွေအလုံးများတယ်အဲ့ဒီလိုဆုံးရှုံးမှုတွေမကြုံခင်လူတွေကဘဝကိုตายရနေကြဟုတ်ပြီဘဝဆိုတာตายရစရာမရှိဘူးလားလို့ဆိုရှိပါလေဘဝကိုသုံးပိုင်းခွဲပြီးတော့ကျင့်လိုက်ပါဘဝကိုလေးလာသုံးသပ်ကြည့်တဲ့အခါမှာဘဝနဲ့ပတ်သက်ပြီးတော့ကျင့်တတ်เสียဆိုတဲ့အတ္တကရှိသလားရှိတယ်ဒါဖြင့်ဘဝရဲ့အပြစ်အနာဆာမကျင့်တတ်เสียရောရှိသလားအများကြီးရှိတယ်ဘဝကလွတ်မြောက်တဲ့နိလန်းရောရှိသလားရှိတယ်နိတ္တရဏအတ္တရာအာရိနဝနိတ္တရဏဒီသုံးချက်နဲ့ဘဝကိုစဉ်းစားကြည့်ထိုဘဝဤဘဝလူတွေရထားကြတဲ့ဘဝသရဝါတွေရထားကြတဲ့ခန္ဓာ၅ပါးဖြစ်ပေါ်လာမှုအဲ့ဒီဘဝရဲ့ကျင့်တတ်เสียတာဘာလဲလို့ဆိုဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတဆိုတဲ့ချမ်းသာမှုတွေပျော်ရွှင်မှုတွေရတယ်တနည်းအားဖြင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ပြောမယ်ဆိုရင်သူတော်ကောင်းတွေအနေနဲ့ဆိုရင်ဘဝကိုယဉ်ပြီးပြုပြီးတော့ဒေဝရကြောင်းတရားတွေကိုစီးပူအထောက်နိုင်တယ်အသိဉာဏ်တွေရတယ်ဘဝကိုအကြောင်းပြုပြီးဘဝတွေကရလိုက်တဲ့အမြတ်တွေဒါတွေကိုကြည့်မယ်ဆိုရင်ဘဝကျင့်တတ်စရာကြီးပဲဘဝရှိလို့ဘဝလွတ်မြောက်ရေးဆိုတာကြိုးစားနိုင်တာနှုတ်ဖို့ဆိုရင်ကြိုးစားနိုင်မှာမဟုတ်ဘူးဒါကြောင့်ဘဝရှိသည့်အတွက်ကြောင့်ဘု
ဇနာဟိတဘုဇနာဒုက္ခအများချမ်းသာဖို့လုပ်ငန်းတွေကိုလုပ်ခဲ့တယ်ကြီးမားလာတဲ့ကုသိုလ်ကောင်းမှုနဲ့အများရဲ့အကျိုးဆောင်ရနိုင်ခဲ့ဒါဘဝရဲ့ကျင့်တတ်စရာအချက်လက်တွေပဲသို့တော်ဘဝဆိုတာကျင့်တတ်စရာကြီးတက်တက်လာလို့ဆိုဘယ်ဟုတ်မလဲအပြည့်အနာစာတွေမကျင့်တတ်စရာတွေကကြောင်များစွာရှိမကျင့်တတ်စရာတွေကိုအာရိနဝလို့ခေါ်တယ်ဒါဖြင့်ဘဝရဲ့အဖြစ်ကဘာလို့ဆိုဘဝဟာဘယ်တော့မှမမြဲဘူးသာဝရပြောင်းလဲနေတဲ့အရာတစ်ခုသာဖြစ်တယ်မမြဲခြင်းပြောင်းလဲခြင်းပြတ်သုံးခြင်းဆိုတဲ့အခြေအနေတွေမကျေနပ်စရာအကောင်းဆုံးပဲဒီဘဝမှာမကျေနပ်စရာတွေရှိလို့ဒီမကျေနပ်စရာကိုလည်းပဲရှုမြင်သုံးသပ်နိုင်ဖို့လိုအပ်တယ်တို့ရတာတဲ့ဘဝကြီးကိုအဟုတ်ကြီးထင်မနေအာနိစ္စဒုက္ခဝိပရိနာမဓမ္မမမြဲဘူးဆင်းရဲတဲ့ကြောင်းလဲနေတဲ့သဘောတွေရှိတယ်ဘဝရထားလို့ဒုက္ခတွေမျိုးစုံခံနေရတယ်ကျင့်တတ်စရာမကောင်းဘူးဘဝကိုကန္တရာခရီးကြီးနဲ့တတ်မှတ်ပြီးတော့တင်စားပြီးတော့ပြောကန္တရာခရီးကြီးတခုကိုဖြတ်တန်းပြီဆိုရင်အန္တရာယ်တွေလောင်များအန္တရာယ်တွေနဲ့ရင်ဆိုင်တွေ့ဖို့ရတယ်ရှိတယ်ဘဝခရီးကိုဖြတ်တန်းပြီဆိုလို့ရှိရင်လည်းအာရတဲ့လမ်းကြောင်းကကြီးပဲသွားမှာမဟုတ်ဘူးဘဝရလာကြတဲ့ဘုန်းကြီးတို့တွေဘာလဲစငိုခြင်းနဲ့စတာဒီကိဝါကျွတ်တာနဲ့ငိုကြရတယ်အဆုံးသတ်တော့ရောငိုပြီးတော့ပဲအဆုံးသတ်ဒီကြားထဲမှာရောခြေသက်ဆရာတွေလာလို့ဘယ်ဟုတ်မလဲတော့ကြနေမကောင်းတော့ကြပါဖြစ်တယ်ယောဂဝေဒနာတွေနဲ့ဟန်နဲ့သာလူလုံးလုံးနေကြတယ်လူတိုင်းကယောဂတွေနဲ့ဖြစ်တယ်ခန္ဓာကိုယ်ကြီးရလာတာခန္ဓာ၅ပါးရလာတာကိုကမြတ်စွာဘုရားကယောဂတွေရလာခြင်းပဲလို့ဒီလိုဟောတာယောဘိကွေရပတ္တဥပါရောထိတိဝိနိဗ္ဗတိပါတုပါဟောဒုက္ခတိသောဥပါရောဒုက္ခရဲ့ဖြစ်ပေါ်လာရောဂဏထိတိယောဂတွေတည်ရှိလာခြင်းပဲဆိုလိုတာခန္ဓာ၅ပါးကြီးကိုကယောဂကြီးပဲတို့ရတာယောဂကြီးရနေတာပါလားဒုက္ခကြီးကိုရနေတာပါလားလို့ဟောကြည့်လိုက်လို့ဆိုရင်ဘဝမှာအပြစ်နာစာရင်းနဲ့ကြည့်ပဲရှင်သက်ဆရာကိုရှာလို့တွေ့မှာမဟုတ်တော့ဘူးဒီရှုတော့မှနေကြည့်ဒါကြောင့်ဘဝရဲ့အပြစ်နာစာရင်းတွေ့လာပြီဆိုဒီဘဝဟိုဘဝဘယ်ဘဝမှမကောင်းဘူးဒီဘဝတွေကလွတ်အောင်ထွက်လန်းရောရှိရလားနေတဲ့ရှိပါလေထွက်လန်းကိုမြတ်စွာဘုရားကညွှန်ပြတယ်ဘဝပေါ်မှာတွေ့တာတဲ့တဏှာကသန္တာကကိုပယ်လိုက်ပါတဲ့ဘဝပေါ်မှာကျင့်တတ်မနေနဲ့ကျင့်တတ်နေလို့ရှိရင်ထပ်ရနေဦးမှာပဲဘဝပေါ်မှာတွေ့တာနေတဲ့တဏှာကိုပယ်နိုင်အောင်ကြိုးစားပါအဲ့ဒါပယ်လိုက်ပြီဆိုရင်တော့နောက်ထပ်ဘဝရဖို့မရှိတော့ဘူးဒါဟာထွက်ပေါက်ပဲနေတရဏဆိုပြီးဟောတယ်အဲ့တော့ဘဝကိုရှုမြင်သုံးသပ်ကြည့်ကိုရထားတဲ့ဘဝလေးကိုဟုတ်လာပြီလို့မအောင်မေ့နေနဲ့ခြေနှက်ဆရာကနည်းနည်းမခြေနှက်ဆရာတွေကများများအဲ့ဒီမခြေနှက်ဆရာတွေများလာတဲ့ဘဝကြီးကနေရုပ်ထွက်ဖို့လမ်းကြောင်းလာတော့ဘဝကိုအကောင်းထင်နေတဲ့တွေ့တာနေတဲ့တဏှာကိုဖယ်ဖို့ပဲတဏှာကိုဘဝတတိလို့သက်စွာဘုရားကဟောတယ်ဘဝကိုဥဆောင်ဥရပြုနေတဲ့သဘာဝတစ်ခုပဲသစ္စာလေးပါးကြတော့ဒုက္ခသမုဒယရောလို့ဒီလိုဟောတယ်ဘဝဆိုတာဒုက္ခပဲအဲ့ဒီဒုက္ခဖြစ်စေတဲ့အကြောင်းတရားကတဏှာပဲလို့ဒီတဏှာကိုမဖယ်နိုင်သေးတဲ့မြတ်ဘဝဆိုတာထလာနေတယ်မှာပဲဒီလိုဆိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားရဲ့ဘဝရှုမြင်သုံးသပ်မှုဟာ
အတ္တရာအာရိတဝဒိဋ္ဌရတသုံးချက်နဲ့ခြိလိုက်မယ်ဆိုရင်အကောင်းဆုံးကမရှိတာကြီးတော့မဟုတ်ဘူးရှိတဲ့မြအကောင်းနဲ့အဆိုးတွေကအကောင်းအမိုက်တွေကရတဲ့တမိုးရှိတဲ့အရာဒီလိုဆိုတာပေါ့သို့တော့အလုံးချုပ်ကြည့်လိုက်လို့ရှိရင်ဘဝကောင်းတာမရှိသည့်အတွက်ကြောင့်နောက်ဆုံးဏီကုန်းချုပ်အနေနဲ့ဘယ်ဟာမှမကောင်းလို့မြတ်စွာဘုရားကလူရဲ့30ဟာနည်းနည်းလေးနဲ့နန္တာပဲတဲ့ဘဝကိုငါနည်းနည်းလေးမှမချီးမွမ်းနိုင်ဘူးဆိုတော့ဟောတာဘဝကိုရှုတ်ချပြီးတော့မြတ်စွာဘုရားဟောတာချီးမွမ်းပြီးတော့ဟောတာမရှိဘူးဒီလိုဆိုတော့ဗျမနိမတ်တကတောက်ပါဆိုဘဝနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ရှုမြင်သုံးသပ်ပုံဘဝေဝဟံဘယံဒိဋ္ဌဝငါဟာဘဝရဲ့ကြောက်စရာဘဝမှာကြုံတွေ့နိုင်တဲ့ဘေးရန်တွေကိုငါတွေ့ထားတယ်ကြောက်စရာကောင်းဟုတ်တယ်ဘာမှမဖြစ်တဲ့ဘဝဆိုတာခန္ဓာရလာပြီးဘဝတစ်ခုရလာပြီးဆိုရင်တဖြည်းဖြည်းအိုမင်းလာတယ်ယောဂရလာတယ်နောက်ဆုံးသိဆုံးသွားဘယ်သူရှောင်နိုင်လို့ဘယ်သူမှရှောင်လို့မရရှောင်တဲ့နိလန်းရရှိထားတဲ့ဘဝလက်ရှိနဲ့ရှောင်တဲ့နိလန်းဆိုတာမရှိဘူးဘဝမရမှသာနေရှောင်လို့ရမယ်ရနေတဲ့ပုဂ္ဂိုလ်ဘယ်သူမှရှောင်လို့မရဘူးဘဝဆိုဒါကြောင့်မို့ဘဝေဝဟံပယဒိဋ္ဌဘဝတိုင်းမှာဘေးရန်အနေနဲ့အလွန်များတယ်အဲ့ဒါတွေကိုငါတွေ့ပြီဘဝဆဝိပုဝေတိနာဘဝကင်းပြတ်ဖို့ဆိုပြီးကြိုးစားအထောက်ကြတယ်အချွတ်ချွတ်သောပုဂ္ဂိုလ်တွေဘဝကင်းဖို့ကြိုးစားကြတဲ့ပုဂ္ဂိုလ်တွေသူတို့ရလိုက်တဲ့ဘဝတွေမှာလည်းကျေနပ်စေတယ်မကောင်းဘူးပရိုက်တယ်ဆိုရင်အဘဒရဘုံကိုပတ်နိုင်ထားတယ်ဒီကန္တာတွေကဒီကန္တာတတဗုဒ္ဓတို့ဖွဲ့အတင်ညတဘုံကိုပတ်နိုင်ထားဒါသူတို့ရဲ့မောက်ရှတ်လွတ်မြောက်ရအောင်နိဗ္ဗာန်တွေပဲသို့တော့သူတို့ရထားတဲ့ဘုံတွေဟာဘယ်ဘုံမှမြဲတာမရှိဘူးနောက်ဆုံးမှာတဏှာနဲ့ပြန်ရောက်လာတာပဲနောက်ဆုံးမှာအဆုံးသတ်ရှိတာရှိပဲအဲ့ဒါကြောင့်မို့လို့ဝိဘဝဘဝကင်းမှုဆိုပြီးတော့မှန်ကန်တဲ့တရားဓမ္မမရဘဲနဲ့ဘဝကင်းမှုကြိုးစားကြတဲ့ပုဂ္ဂိုလ်တွေရလိုက်တဲ့ဘဝဟာလည်းရှင်းတတ်ဆရာဖြစ်ဘူးအဲ့ဒါကိုလည်းငါကိုယ်တိုင်တွေ့မြင်ထားတယ်ဒါကြောင့်ဘဝနာဘိဝတ္တိကိစီဘယ်ဘဝမှာဘဝဆိုတဲ့များဘယ်ဘဝဘုံမှာကောင်းတယ်လို့ငါမပြောဘူးလေနန္ဒေသနာဥပါတိယဘဝပေါ်မှာတွေ့တာတဲ့တဏှာကိုလည်းငါဘယ်တော့မှလက်ခံဘူးဆိုတော့ဘဝဟာဘယ်ဘဝမှမကောင်းဘူးလို့မြတ်စွာဘုရားရှုမြင်သုံးသပ်တယ်လောကလူတွေကအဆုံးသတ်မရောက်သေးခင်ဘဝတစ်ခုကိုကျင့်တတ်နေကြအဲ့ဒီကျင့်တတ်မှုဟာအဆုံးသတ်နဲ့တွေ့တဲ့အခါကျတော့ရင်ဝကိုစိတ်ကံလိုက်တယ်လို့ပဲတို့တော့ဘဝလိုချင်သေးတာလို့ဆိုစိုက်ကြီးနေခင်နဲ့မျက်ရည်တုပ်ပြီးလိုချင်နေပြန်အဲလိုတော့ဆိုဘဝရဲ့အဖြစ်ကိုခြားခြားနာမမြင်နိုင်အောင်လည်းအဝိဇ္ဇာကဖုံးထားဒီဒုက္ခတွေကိုရှုမြင်သုံးသပ်နိုင်ခြင်းမရှိဘူးတဲ့ကျင့်တတ်မှုတွေကိုပဲလွှမ်းမိုးတဏှာရာဂကလွှမ်းမိုးမှုတွေများပြီးတော့ဘဝရဲ့အဖြစ်မြင်မှုကအားပြော့သေးသေးပြီးနောက်ဆုံးမှပျောက်ကွယ်သွားပြန်မျက်ရည်တောင်မချောက်သေးဘူးပြန်ပြီးတော့ရှိမောနေကြတယ်ဘဝလူတွေဟာလေအဲ့ဒီလိုဖြစ်တယ်ဒါမြတ်စွာဘုရားကဘဝနဲ့ပတ်သက်ပြီးဟောတာတွေတော့အများကြီးပဲပေါ့နောက်တစ်ခုဘဝနဲ့ပတ်သက်ပြီးတော့ဉာဏ်ကပုဂ္ဂိုလ်မြတ်တွေဘယ်လိုရှုမြင်သုံးသပ်သွားကြတယ်ဆိုတာဥဒ္ဒက
မထေမြတ်ဆိုထေရဂါရထဲမှာပါတဲ့ဥဒ္ဒရမထေမြတ်ရဲ့ရှုမြင်သုံးသပ်ပုံလေးကိုကြည့်နတ္ထိကောစိတ်ဘဝနေသောတိတိကျကျသူကပြောလိုက်တယ်ကောစိတ်ကိုဘယ်ဘဝပဲဖြစ်ဖြစ်နေဆုံးမြဲတယ်ဆိုတဲ့ဘဝဟာနတ္ထိမရှိပါဘူးထာဝရတည်မြဲတဲ့ဘဝဆိုတာအရှိတုသာလည်းပွားတယ်ထာဝရတည်မြဲနေတဲ့ဘဝဆိုတာမရှိနိုင်ဘူးလုံးဝမရှိဘူးနတ္ထိကောစိတ်ဘဝနေဆုံးမြဲတဲ့ကောစိတ်ဘဝမျိုးဆိုတာနတ္ထိလုံးဝမရှိဘူးဟောဘဝပေါ်မှာမြဲတာမရှိဘူးလို့အဲ့တော့မမြဲဘူးဆိုတဲ့ဘဝတစ်ခုကိုရချပြီးတော့ကျင့်တတ်နေစရာမဟုတ်ဘူးဘဝအဖြစ်မှာဒီလိုဆင်ញင်သုံးသပ်သင်္ခါရဝါပိတတ္တဆယ်လုံးတစ်လုံးနဲ့ပြောင်းပြီးတော့ပြောလိုက်တာပဲသင်္ခါရဆိုတာထာဝရတည်မြဲတာတစ်ခုမှမရှိဘူးဘဝဆိုတာသင်္ခါရဆိုတာဘဝဥပ္ပိသန္တိစတေခန္ဓာသဝန္တိအပရပရဘဝဆိုတာဖြစ်လာလိုက်ရွေလျောပြောင်းပြန်သွားတယ်ဖြစ်လာလိုက်ရွေလျောပြောင်းပြန်သွားတယ်အများကျိုးကိုဆောင်ရွက်တော်မူခဲ့တဲ့ကျသာဆရာတော်ဗျာ80လူလောကမှာလက်ပြီးတော့ဘုံရိပ်တွေဆရာလည်းရတယ်ထားခဲ့ပြီးတော့ရှောက်ွယ်သွားပြီခိတ္တခဏနားခိုတဲ့သူ့ဘဝကအပြည့်တိုင်ထွက်ခွာသွားပြန်ပြီနောက်ဘဝတစ်ခုကိုရယူမယ်မရယူဘူးဆိုတာအရတ္တမဲ့အရတ္တကိုရသွားရင်တော့ရမှာမဟုတ်ဘူးနောက်ဘဝရှိမှာမဟုတ်ဘူးအရတ္တမဲ့အရတ္တကိုမရသေးဘူးဆိုရင်တော့နောက်ဘဝတစ်ခုကိုယူအောင်ပါပဲအဲ့တော့ဘယ်ဘဝပဲဖြစ်ဖြစ်အခုဘဝကိုမမြဲခုဘဝမမြဲတယ်လို့နောက်ရလာမယ့်ဘဝကလည်းမြဲမှာမဟုတ်ဘူးအခုလိုပဲဘဝရလာတဲ့အခါမှာအများကောင်းကျိုးတွေကိုဆောင်ရွက်ထွက်ခွာသွားအောင်ပါပဲဘဝတစ်ခုကနေဒီလိုပဲဥပ္ပစ္စန္တိစတေခန္ဓာသဝန္တိအပရပရလူတွေရထားတဲ့ခန္ဓာတွေဆိုတာဖြစ်လာလိုက်ကြောက်ွယ်သွားလိုက်အစဉ်စဉ်ဒီလိုပဲနေအဲ့ဒါကြီးကမကျေနပ်စရာကြီးပဲတဲ့ဧဝပါရိနဝညတ်တော်ဘဝေနံမိအနတ္ထိကောဥဒ္ဒရမထေရပြောတယ်ဒီလိုဖြစ်လာလိုက်ကြောက်ွယ်သွားလိုက်ဖြစ်လာလိုက်ကြောက်ွယ်သွားလိုက်ဒါမျိုးကြီးနဲ့မကျေနပ်ဘူးတဲ့ဒီအဖြစ်တွေတွေ့နေတာဟာကျေနပ်မကျေနပ်လို့ဒီဘဝကြီးကိုငါလုံးဝမလုပ်ချင်ဘူးဖြစ်ပြီးမတည်မြဲတဲ့ဘဝမျိုးကြီးကိုငါလုံးဝမလုပ်ချင်ဘူးအဲ့တော့လုံးဝမလုပ်ချင်တော့ဘဝကနေလွတ်အောင်လမ်းစာရှာမြတ်စွာဘုရားရဲ့အဆုံးအမတဲ့လမ်းစာရှာလိုက်တယ်နေတတောသဗ္ဗကာမေဟိတွေ့တာစရာအာယုန်ဤနှစ်သက်စရာကျင့်တတ်စရာလိုချင်စရာအာယုန်တွေကလိုချင်မှုဆိုတဲ့တဏှာကလုံးဝခပ်ပြောက်ပြီးတော့တဏှာရှိနေတဲ့ကယေစိနန္ဒလေယကာယမနလို့ဆိုတဲ့ဓာရ6ပါးကနေစည်းဝင်နေတဲ့အာသဝတွေကလုံးဝကုန်ဆုံးသွားနိုင်တယ်အဲ့ဒီအာသဝတွေလုံးဝကုန်ဆုံးသွားတယ်ရတ္တမဲ့ရတ္တကိုငါရလိုက်တာဘဝရဲ့အပြစ်ကိုရှုမြင်သုံးသပ်လို့ရတာဘဝကြီးပေါ်မှာကျင့်တတ်နေသေးတဲ့မြတ်အာသဝခေယဆိုတဲ့အဆင့်ကိုရကြမှာမဟုတ်ဘူးမကျင့်တတ်တော့ဘူးဆိုမှရမှာဒါသူကိုယ်တိုင်ဘဝနဲ့ပတ်သက်ပြီးတော့မကျင့်တတ်စရာတွေကိုထုတ်ဖော်ပြီး
မကျေနပ်မှုကိုအခြေပြုပြီးတော့မှဘဝကထွတ်မြောက်ကြောင်းတရားကိုရှာတွေ့သွားတာဟုတ်တယ်လားကြည့်လိုက်နော်နောက်တစ်ခါသီရိမန္တဆိုတဲ့ဒါတွေကသူတို့ကိုယ်တွေ့တရားတွေပေါ့နော်ကိုယ်တွေ့တရားတွေအဲ့ဒီကိုယ်တွေ့ပုဂ္ဂိုလ်ရဲ့ဘဝသင်္ကန်းစာတွေကိုဘုန်းကြီးတို့တွေကနာယူမှတ်သားပြီးတော့မိမိကိုယ်တိုင်ဆင်ញင်သုံးသပ်ကြည့်တတ်ဖို့ဆင်ញင်သုံးသပ်ကြည့်ရဘဝကြီးတစ်ခုကိုဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါဘဝရထားတဲ့တရားတွေအားလုံးမစ္ဆုနာအတော်လောကောတရားတွေအားလုံးကိုသိခြင်းကအနိုင်ကျင့်ပမို့ထားတယ်သိခြင်းတရားကအနိုင်ကျင့်ပမို့ထားတယ်ဘယ်သူတတ်နိုင်တယ်ဘယ်သူမှမတတ်နိုင်ဘူးသူလွှမ်းမိုးချုပ်ကိုင်နေတာသိမင်းဆိုလို့အဝေးရလာတယ်လို့တချို့လည်းအောင်းမိတ်သိမင်းဆိုတာဝေးရလာတာမဟုတ်ဘူးကလေးတွေနားလည်အောင်ပြောမင်းသိမင်းမြင်ဘူးလားဆိုမြင်ဘူးတဲ့မမြင်ဘူးရင်မှတ်ထောင်းလာကြည့်လိုက်မှန်တဲ့ပေါ်လာတာသိမင်းကြီးပဲလို့အဲ့ဒါသိမင်းကတခါတခါတနခါးတွေတင်ထားတယ်မိတ်ကတ်တွေနဲ့သိမင်းကလည်းရှိတယ်နော်အဲ့တော့သိမင်းဆိုတာတခြားမဟုတ်ဘူးကိုရထားတဲ့ခန္ဓာကိုယ်ကြီးကသိမင်းကြီးပဲမြတ်စွာဘုရားကခန္ဓာ၅ပါးကိုဝတ္တကလူသတ္တမလို့သတ်မှတ်ဘယ်သူကတတ်သွားတယ်လို့တရားခံနေပြောကြပြီမဲ့လူတွေသိဆုံးကြခြင်းဟာခန္ဓာကဒီတတ်ခြင်းပဲဖြစ်တယ်ဟောဒီလိုဆိုတာဟောမစ္ဆုနာဘတ်တော်လောကောသိခြင်းတရားကရမောအုပ်စိုးထားတယ်ဒါဖြင့်လွန်မိုးအုပ်စိုးတိုင်းမသိခင်ထွက်ပြေးပါလားလို့ဆိုပြိခိတ်တော်စရာယသာပြေးလို့မရဘူးအိုးလာပြီမျက်စိကပုံနေခြေထောက်ကလည်းသိမတန်တော့ဘူးပြေးလို့တော့အိုးမင်းရင်ရော်လာအိုးမင်းရင်ရော်လာတော့ဒီချင်းတရားနဲ့ရင်ဆိုင်ရတော့မယ်ဆိုအိုချင်းကအရင်နှိမ့်ဆက်တယ်လေဘယ်ပြေးဦးလဲမင်းပြေးလို့မရဘူးငါလည်းကမလွတ်ဘူးဆိုပြီးတော့ချင်းချောက်နေတယ်လို့ပဲရှိတယ်သို့တော်လူတွေကချင်းချောက်တယ်လို့မထင်ဘူးသာမဏေကျွေနဲ့ပဲဆေးဆိုးလိုက်မယ်ကိုချင်းချောက်တာမဟုတ်ဘူးမျက်စိမဝင်လည်းပဲမျက်မှန်လေးတက်လိုက်မယ်သွားကျိုးရင်လည်းသွားဆိုင်သွားဆိုင်နိုင်မှာခုခံတချို့နိုင်ငံသားတွေပါဆိုလို့ရှိရင်ပရိတွတ်တာတော့သွားပြီးတော့ကိုတောက်ဆေးထိုးပြီးပရိတွတ်တာလေးတော့ပြန်ပြီးတော့တင်းအောင်အခုကိစ္စကို9000လောက်သေးတယ်နော်ညနာပေါင်းတင်တာလေးပါပြီးတော့ပြိခိတ်တော်စရာယဥချင်းတရားတဖြည်းဖြည်းရင့်ရော်အုံမင်းလာတဲ့သဘာဝကဝိညာဉ်ထားတာနဲ့ပဲပြေးတယ်ပြေးလို့မလုပ်ဘူးသင်္နေနှိမ့်ဆက်ဖို့အတွက်စရာကအကူကြီးပေးထားတယ်ဘယ်မှသွားလို့မရဘူးသွားချင်လို့မရဘူးထွက်ပြေးဖို့ရပေါင်းမရှိဘူးဟိညတိဒိဋ္ဌမတ္တနောအိုခြင်းကမြေဒုက္ခပေးကံကပ်ပြီအိုခြင်းဆိုတာအိုခြင်းတစ်ခုလည်းပြောတယ်နာခြင်းတို့အိုခြင်းတို့ကဒုက္ခပေးမသိသေးအောင်လုံးနေတယ်လို့ဆိုလို့အတ္တတော့ကာကွယ်မဲ့လို့မရှိဘူးကာကွယ်ပေးမဲ့ပုဂ္ဂိုလ်လည်းမရှိဘူးကာကွယ်ပေးမဲ့ဆေးဝါးတစ္ဆာလည်းမရှိဘူးအစွမ်းတကူလည်းမရှိဘူးဟိညတိဒိဋ္ဌအမြဲတမ်းဒီအိုခြင်းတရားကဝန်းရံထားပြီးတော့ဘာနဲ့ဥပမာတူတော့လို့ဆိုလို့ရှိရင်ကျွဲတဲ့ကောင်ကိုခြေလေးတွေကဝိုင်းဆွဲနေတာမြင်ရတယ်လို့ပဲနောက်ခြေတော်ဆွဲလိုက်ကြောပေါ်ခုန်တက်လိုက်ကြာတော့ဘုံဘုံလဲတာပေါ့ဟုတ်တယ်လေစရာတွေကဝန်းရံထားဝန်းရံထားတော့ကြာဆိုရင်
ဆိုရင်မဲဒါလေးဖြူအောင်လုပ်လိုက်လက်စီလေးမွဲအောင်လုပ်လိုက်သွားလေးတစ်ချောင်းနှုတ်လိုက်တယ်တဖြည်းဖြည်းယူရင်းအိုမဲလာတယ်ဘယ်မှမပြေးနိုင်တော့ပြေးနိုင်တော့ဟိညတိနေဆံအတ္တနောအမြဲတမ်းကိုဘယ်သူမှကာဝယ်ပေးလို့မရအောင်နှိမ့်ဆက်နေတယ်တဲ့ဘယ်လိုနှိမ့်ဆက်တာတော့ဆိုပတ္တတန်တော်ဝတက်ကရောအခိုးတယောက်ပြီးပြီဆိုလို့ရှိရင်ရိုက်ချနှက်ချဝိုင်းပြီးတော့ထူချထောင်းချနဲ့အဲ့ဒီလိုပဲတဲ့ခန္ဓာကိုယ်ရလာလို့ရှိရင်ဇရာတို့ကြာတိတို့ဝိုင်းပြီးတော့နှုတ်ဆက်ကြနှိမ့်ဆက်ကြလုံးဝမထနိုင်အောင်လုပ်ပြီးတော့နောက်ဆုံးမှအသေးတတ်ကြတယ်ဟောဘဝခန္ဓာဆိုတာဒီတိုင်းပါပဲသီရိမန္တမထေရကြီးကသူ့ဘဝသူ့ခန္ဓာအကြောင်းဒီလိုဟောတယ်အဲ့ဒီလိုစရာတွေကဝန်းရံပြီးတော့ဗျာဒိတွေကထောင်းထုပြီးမရဏကအသေးတတ်တယ်ဆိုရယ်အခြေအနေမျိုးဖြစ်နေတဲ့အခါတို့ဟောယုံပါလားပြေးပါလားဆိုတော့ပြောတယ်အာကိစ္ဆံတက်ခိခန္ဓာဝမစ္စုဗျာဒိစရတယောပစ္စုကတံပလနတ္တိဇောနတ္တိပလာယိတုံနဲ့အခိခန္ဓာဆိုမိဘကြီးမိတွေဝိုင်းလာမြို့တွေရွာတွေမိလောင်တဲ့အခါမှာမိဝိုင်းနေတယ်ဆိုတာမျိုးပေါ့မိဘကြီးတွေလေးပဲလေးတန်ကဝိုင်းလို့ထွက်ပေါက်ရှာမတွေ့အဲ့ဒီမိဘကြီးတွေဝိုင်းပြီးတော့လာတယ်လို့ပဲတဲ့သိခြင်းတရားရဲ့ပူခြင်းတရားရဲ့နာခြင်းတရားဆိုမစ္စုဗျာဒိစရာတရားပူခြင်းနာခြင်းသိခြင်းဆိုတဲ့ဒီတဘာဝ၃မျိုးဟာလူတွေကိုဝိုင်းပြီးတော့နှိမ့်ဆက်နေပြီဟုတ်တယ်ဘုန်းကြီးတို့တွေနှိမ့်ဆက်ခံနေရတယ်နော်ခုချိန်မှာပူခြင်းကလည်းနှိမ့်ဆက်နေပြီနာခြင်းကလည်းနှိမ့်ဆက်နေပြီနောက်ဆုံးမှာပူခြင်းနာခြင်းရဲ့လက်ထဲမှာသိခြင်းတရားရဲ့လက်ထဲမှာအသက်ပြောက်ဖို့ပဲရှိတော့သက်ပြောက်သွားပြီသူသာသိတယ်ငါမသိဘူးလို့မဟုတ်ပဲလေကိုယ်လည်းနှိမ့်ဆက်နေတာလောကလူတွေကသိတဲ့လူတွေကဘာကြောင့်သိတယ်နဲ့ပဲပြောကြအကြောင်းတစ်ခုပြောစရာတော့ရှိတယ်တကယ်ကတော့သဘာဝကိုကြည့်မယ်ဆိုဒီတိုင်းနှိမ့်ဆက်တာဘုရားသခင်ကိုရောမြတ်ကြီးရဲ့ခန္ဓာကိုယ်တောင်မှအလွတ်မပေးဘူးလွတ်ပေးဘူးကိုကြီးကနှိမ့်ဆက်တာပဲနာခြင်းဟာလည်းနှိမ့်ဆက်တာပဲမြတ်စွာဘုရားဆိုလို့ရှိရင်တက်တော်80မပြည့်ခင်10လလောက်အလုံးဝေလူဝရွာဝါကတ်တဲ့အချိန်ဘုရားကြီးမားတဲ့ယောဂဝေဒနာကြီးဖြစ်တာမာရဏတိကသေမသေခြင်းတရားနာကတ်တော့တဲ့ယောဂမျိုးတော့သေမရမဲ့ယောဂမျိုးအဲ့ဒါကိုမြတ်စွာဘုရားကသုဘဒ္ဓကြီးကိုတရားဟောဖို့ရ10လလောက်လိုသေးလို့အဲ့ဒီအချိန်မှာသုဘဒ္ဓကြီးကိုငဲ့ပြီးတော့အာယုသင်္ကာရပလမပတ္တိနဲ့ယောဂဝေဒနာကိုတားထားလိုက်တာအကယ်၍သာမတားဘူးဆိုရင်ဒီယောဂအသေးသက်မြတ်စွာဘုရား10လဆောင်းပြီးတော့ပြိဋိဘံဆိုတော့သိချာသို့တော့မြတ်စွာဘုရားကအာယုသင်္ကာရပလမပတ္တိဆွမ်းကိုနဲ့ဒီယောဂကြီးနောက်ထပ်မဖြစ်အောင်တားလိုက်တာ10လထိပြီးတားတာခုခေတ်ဆိုလို့ရှိရင်လူတွေဆိုလို့ရှိရင်မသေးအောင်လို့ရုပ်ရဲ့ဒီကနေ့လူမသေးအောင်လို့ဆိုလိုကုတ်တဲ့ထိုးလို့ပေါ့နော်အဲ့ဒါလို့အာယုသင်္ကာရပလတ်ဘာကနဲ့တားတာ10လပြီးတဲ့အခါနောက်ထပ်မတားတော့ဘူးလို့ဆိုပြီးတော့ဆုံးတော့လိုက်တယ်အာယုသင်္ကာရတွတ်တဲ့ခေါ်ဒီနောက်3လဆိုရင်ငါမတားတော့ဘူးလို့ပြောလိုက်တာမတားနဲ့မတားရကြွားသွားညာအဲ့တော့80ရဲ့ကုသိနာယုံမှာပြိဋိဘံဆောင်သွားအဲ့တော့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ဟာလည်းပဲထို့တူပဲဟိုရင်တရားနာခြင်းတရားသိခြင်းတရား
ဝန်ရလာကြပြီပစ္စုကံတုံပလန်နတ်ဖြစ်ကဲငါ့ကိုရန်သူတွေဝိုင်းနေပြီအိုခြင်းလာခြင်းသိခြင်းရန်သူတွေဝိုင်းနေတယ်သူတို့ငါရက်ဆိုင်ပြီးတော့တိုက်မယ်တွန်းလှန်မယ်ဆိုရင်ရောအားရှိလားဆိုမရှိဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်တော်ဆင်မြောင်ဆယ်စီးအားရှိတဲ့အားတွေကုန်သွားကုသနာရောရောက်အောင်တော့မနေတော့25နှစ်သုံးပါးကိုခရီးလေးကို25ချိန်နားပြီးတော့အဲ့ဒီလိုပင်မကြီးဆိုတာအားတွေရောချဒါကြောင့်ပစ္စုကံကံဗလဏတိရင်ဆိုင်တဲ့ကိုလည်းအားဖြစ်လို့ဒါပြင်ရင်ဆိုင်တော့မလုပ်တော့ဘူးထွက်ပြေးမယ်လွတ်အောင်ပြေးမယ်ဆိုရင်ရောသဝနတ္တိပလာယိတုံနဲ့လွတ်အောင်ထွက်ပြေးဖို့လည်းအားမရှိတော့ဘူးလွတ်အောင်သွားနိုင်တဲ့အရှိန်မရှိတော့ဘူးလင်မြန်မှုတွေမရှိတော့ဘူးနောက်ဆုံးမှာသိခြင်းတရားအောင်ပါဒုက္ခရောက်ပါသီရိမန္တဆိုရင်ဇာနာအရှင်မြတ်ကြီးကသူ့ကိုယ်သူ့ဘဝကိုဆင်ញင်သုံးသပ်ပြီးလောကကြီးရဲ့သဘာဝကိုဆင်ញင်စဉ်းစားပြဒါတွေကိုသံဃာနာယူပြီးတော့ဘုန်းကြီးတို့တွေကိုယ့်ဘဝကိုဆင်ញင်သုံးသပ်ဖို့ခုတရားနာရတယ်ဆိုတာကိုယ့်ဘဝကိုဆင်ញင်သုံးသပ်ဖို့အဲ့ဒီလိုမှဆင်ញင်သုံးသပ်ဖို့မရှိဘူးဆိုလို့ရှိရင်ဒီနေ့ကျတော့ဝိညာဉ်ရဲ့သိခြင်းဆိုတာလူတိုင်းရင်ဆိုင်ရမှာရင်ဆိုင်လာတဲ့အခါမှာခြေမကိုင်ပြီးလက်မကိုင်ပြီးဖြစ်ပြီးတော့အရှုံးနဲ့ရင်ဆိုင်သွားရနိုင်တယ်ပေါ့အေးဒါကြောင့်မို့ကျွတ်တဲ့ဆင်ញင်သုံးသပ်မှုဆိုတဲ့စိတ်ဆောင်းအားတွေရအောင်ကြိုးစားအားထုတ်ဖို့အချိန်ကြီးကုန်တာအလကားကုန်တာမဟုတ်ဘူးတဲ့သီရိမန္တမထေရကြီးကဆက်ပြောတယ်အမောကံဒီဝကံခရီးတာအပေနဘုကေနနည်းနည်းပဲဖြစ်ဖြစ်များများပဲဖြစ်ဖြစ်အချိန်မဖြုံးနေနော်နေ့စဉ်နဲ့အမျှတနေ့တာကိုလူတွေဟာကုန်သွားတာပဲမနေ့မိုးလေးတဲ့အချိန်ကညာတိတနေ့တာကုန်သွားပြီအဲ့ဒီကုန်သွားတာဟာအလကားကုန်သွားတာမျိုးမဖြစ်စေနဲ့သာဂအိကပြောကပါကတရားဓမ္မနဲ့မပတ်သက်တဲ့အလုပ်တွေနဲ့အချိန်ကုန်သွားမယ်ဆိုလို့ရှိရင်တော့ဒီတနေ့တာကုန်ဆုံးမှုကြီးအလကားကုန်သွားတယ်လို့ဒါကြောင့်အလကားကုန်အောင်မလုပ်နဲ့တဲ့တနေ့တာအချိန်ကိုအလကားကုန်အောင်မလုပ်နဲ့အမောကံဒီဝတ္တံခရီးတာအပေနဘုခေနဝါနည်းနည်းပဲဖြစ်ဖြစ်များများပဲဖြစ်ဖြစ်အလကားချင်းကုန်တာမလုပ်နဲ့ဘာဖြစ်လို့လဲယံယံဝိဇ္ဇေတိရတ္တိတထုနံတတ္တစေဝိတံတရက်ကုန်သွားတယ်ဆိုတာအသက်တရက်တူသွားပြီလို့ပြောတာဒီကနေ့တရက်ကုန်သွားလို့ရှိရင်ညညရောက်ရင်တရက်အသက်တူသွားပြီရက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတူလို့ဒီဥပမာတေဗီမင်းမုခဘက္ခသမတိအလောင်းတော်တေဗီမင်းသုံးခဲ့တဲ့စကားလုံးလေးရက်ကန်းဆိုတာအတိုင်ဖောက်ချီတင်ပြီးတော့ရက်ကြတစ်ချက်ရက်လိုက်လို့ရှိရင်တူသွားပြီတစ်ခါခတ်လိုက်တူသွားတယ်တစ်ခါခတ်လိုက်တူသွားတယ်အဲ့ဒါလိုပဲတနေ့ကုန်သွားခြင်းนี่အသက်တနေ့ရောသွားခြင်းပဲလို့ဒီလိုမှတ်မယ်အမတ်တမဲ့နေလို့ရှိရင်တော့ရှင်းနေတယ်လက်ဖြင့်ကဒီငါမှအများကြီးပဲလို့ထင်မဟုတ်ဘူးရောသွားပြီဒီနေ့တရက်ကုန်သွားတာအသက်တရက်တူသွားပြီလို့ဒီလိုဆိုပါတယ်အသက်တရက်ကုန်ဆုံးသွားပြီနေဖို့ရတရက်ရောသွားပြီလို့ဒီလိုမှတ်အဲ့ဒါကိုဒီမထေရမြတ်ကြီးကတတိပေးတာယံယံဝိဇ္ဇေတိရတ္တိတထုနံတတ္တစိတ္တ
လွန်လာတဲ့ရက်တွေဟာကုံဆုံးသွားတဲ့ရက်တွေဟာအဲ့ဒီအသက်ရရောကျသွားခြင်းပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့လေစရာတော်ဒိဋ္ဌတော်ဝါပိအာတိနတေနတ္တဝါဥပေတိစတိမာရတ္တိနတ္တိကာနောပမစ္စိတောလမ်းသွားနေတာပဲဖြစ်ဖြစ်မတရားနေတာပဲဖြစ်ဖြစ်ထိုင်နေတာပဲဖြစ်ဖြစ်အိပ်နေတာပဲဖြစ်ဖြစ်ဘယ်လိုပဲနေနေနောက်ဆုံးအချိန်ဆိုတာရောက်လာနိုင်တယ်နောက်ဆုံးအချိန်ဆိုတာရောက်လာမှာသွားနေရင်လည်းနောက်ဆုံးအချိန်ရောက်လာမှာပဲရပ်နေရင်လည်းနောက်ဆုံးအချိန်ရောက်လာမှာပဲအိပ်နေရင်လည်းနောက်ဆုံးအချိန်ရောက်လာမှာပဲထိုင်နေရင်လည်းနောက်ဆုံးအချိန်ရောက်လာမှာဥပေတိစရိမာရတ္တိနောက်ပိတ်ဆုံးညနောက်ပိတ်ဆုံးနေ့ဆိုဖြစ်လာမယ်ဒါကြောင့်မို့လို့နောက်ပိတ်ဆုံးနေ့နောက်ဆုံးနေ့ the last day ပေါ့ကိုယ့်အတွက်နောက်ဆုံးနေ့အခုကြာကြာဆရာတော်ဆိုရင်သူရဲ့နောက်ဆုံးနေ့ဟာဇွန်လ 4 ရက်နေ့ပဲနောက်ဆုံးနေ့ဇွန်လ 4 ရက်နေ့နေ့တနာရီ30နောက်ဆုံးအချိန်ဖြစ်လာအဲ့ဒါလို့နောက်ဆုံးနေ့နောက်ဆုံးအချိန်ဆိုတာလေဟာရောက်လာလိမ့်မယ်ရောက်လာမှမလွဲမသွေပဲနတ္တိကာလောပမစ္စိတောမေ့နေဖို့အချိန်မရှိဘူးတဲ့မမေ့နဲ့တရားဓမ္မကနောက်ဆုံးအချိန်မရောက်ခင်လုံးသိလောက်ထိုက်တာလေလုံးလို့ဆိုလို့ပေါ့နော်မလို့တော့သူကရှည်သလားလို့ဆိုမရှိဘူးပြိဋ္ဌအလွန်တူတောင်းနေဩတူတဲ့အခါကျတော့ဤတာလားလို့ဆိုမဟုတ်တင်္ဆဒုက္ခိဏအာယုတ္တဒုက္ခတွေနဲ့မြဲတွဲနေတာဖြစ်မှုပြမှုတွေကနှိမ့်ဆက်နေလို့ဒုက္ခတွေနဲ့မြဲတွဲနေဇီဝိတရဲ့ဖြစ်နေတဲ့အချိန်ကလည်းအလွန်တိုးတယ်ဒီအသက်လေးရှင်ပါမဲ့အကြောင်းကိုလည်းပဲလုပ်နေရတဲ့အလုပ်တွေဘယ်လောက်များလဲလောကလူတွေဟာအသက်ရှင်ဖို့အတွက်ရုန်းကန်လှုပ်ရှားပြီးတော့နေကြရတယ်စားစရာဝတ်စရာနေစရာမကြမ်းမမာရင်ဆေးဝါးဆိုခန္ဓာကိုယ်ကြီးကိုပံ့ပိုးပြီးတော့နေနေရအဲ့ဒါမှပြန်မဆင်းရဲဒီလိုဆိုတာပေါ့နော်အဲ့လိုပြန်ပန်းမှထိမ့်သိမ်းဆောင်ရှောက်ရတဲ့ဒီအသက်လေးဟာသာဝရတည်မြဲဖို့ဆိုရင်နိလန်ရှိသလားလို့ဆိုလုံးဝမရှိဘူးနာဟိတောဥပကမောအတ္တိယေနသာတာနမိယရေမွေးလာတဲ့ပုဂ္ဂိုလ်တယောက်မသေးအောင်လုပ်တဲ့ကြိုးပမ်းချက်တွေနိလန်တွေရှိသလားလို့ဆိုလုံးဝမရှိဘူးဒီတချို့ကတော့ထင်တယ်ပေါ့ဟိုမနာမသေးစေးစားတာဓာတ်လုံးထိုးပြီးတော့ဓာတ်ပြန်တောက်နေလို့ရှိရင်လည်းဟိုမနာမသေးလို့ဒီလိုယူဆကြတာတွေလည်းရှိအတိအတွက်ရှင်အတွက်ဆိုတာတွေလည်းရှိသေးတယ်နော်ဒီကတော့သိသွားတာပါပဲအဲ့လိုဒီမြတ်စွာဘုရားရဲ့စကားတော်အရဆိုရင်နာဟိတောဥပကမောအတ္တိလောက်တဲ့ဒီမရှိဘူးလို့ပြောတယ်မြတ်စွာယေနဇာတာနမယေဝေးလာတဲ့တ attva မသေးအောင်ကံွယ်ဆောက်ရှောက်နိုင်တဲ့လုံလဝိရိယလုံနိုင်တဲ့နိလန်းဆိုတာမရှိဘူးစရံပိပတ္တဝမရဏံနောက်ဆုံးကြတော့ကိုလိုလည်းသိရတာပဲငယ်ငယ်လေးသိပါမယ်။အိုချင်းရောက်တဲ့အခါကျတော့သေချာဖို့သိဧဝံဓမ္မာဟိပါဠိတော်ဘဝတရားရဲ့ဘဝဒီတိုင်းပဲဘာမှလုပ်လို့မရဘူးလို့ဆိုတယ်
ပို့ပြီးတော့ထင်ရှားအောင်မြတ်စွာဘုရားကသံဃာတုတ်တံမှာဥပမာနဲ့ဟောတာဖလာနမိဝပက္ကနာပါတောပတနာတောဘယံမဲ့နေတဲ့တတိလေးအညာမှာရှိနေပြီးတော့မဲ့နေတဲ့တတိလေးမဲ့လာပြီဆိုလို့ရှိရင်တတိတွေများသွားပြီမနေ့ပိုင်းမှာကြွေတတ်တာဖြစ်တော့ကြောင့်ရေဝရစကားအနေနဲ့ပါတောပတနာတောဘယံမဲ့ပြီဆိုလို့ရှိရင်အညာရဲ့ဆွဲအားဟာရော့ကြလာတဲ့အတွက်ကြောင့်နာနဲ့တိုင်းမှာတတိဟာကြွေကြမဲ့ဘေးရန်အနေနဲ့ကျုံနေတယ်အညာကနေပြုတ်ချဖို့ရသေချာနေတယ်အဲ့ဒီဘေးရန်ရှိတယ်မဲ့လာတဲ့တတိဟာနာနဲ့တိုင်းကြွေကြဖို့ဘေးရန်ရှိနေတယ်လို့ပဲဧဝံသာတာနမစ္ဆနာနိစ္စံမရဏတောဘယံမွေးလာတဲ့တရားဝါတွေဟာလည်းပဲအမြဲတမ်းကိုသိဆုံးရခြင်းဆိုတဲ့ဘေးရန်ညာသိခြင်းတရားကနေဖြစ်ပေါ်လာမယ်ကြောက်เสียဘေးရန်နေတယ်ကျုံးလာမှာပဲမကြုံမဲမရှိဘူးဒီလိုဆိုတာဟုတ်ပြီသိဆုံးရတယ်ဆိုတဲ့ဘေးရန်နေနဲ့ကျုံးလာလို့ရှိရင်လောကလူတွေဟာအမေရှိတယ်အဖေရှိတယ်ညီကောင်မောင်နှမတွေရှိတယ်ဘယ်လိုဝါတွေရှိတယ်အဲ့လိုသိဆုံးရခြင်းဘေးရန်တွေကျုံးလာပြီဆိုလို့ရှိရင်သူတို့စီဘာအကူကြီးပေးနိုင်တယ်လဲနတ္တန္တိပုဒ္ဒတာနာယနာပိနာပိပန္နောအနကေနာတိပန္နတနတ္ထိညာတိတုတာနာတာလောကကြီးရဲ့သဘာဝကိုဆင်ခြင်စဉ်းစားကြည့်လိုက်အန္တကဆိုတာအဆုံးသတ်ဘဝတစ်ခုဆုံးသတ်သွားအောင်လုပ်တာဘူးလဲဆိုသိခြင်းတရားအဲ့ဒီသိခြင်းတရားကဘဝတစ်ခုကိုဆုံးသတ်အောင်လုပ်နေပြီဆိုရင်အချိန်မှာတဲ့ကာဝယ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်လာပါတယ်ဆိုတဲ့ဆွေမျိုးတွေမိဘတွေဆွေမျိုးတွေကအပေါင်းအသင်းတွေအဲ့ဒီဘဝတစ်ခုအဆုံးမသတ်ရအောင်ဝိုင်းပြီးတော့ကယ်နိုင်ရမလားနတ္တန္တိပုဒ္ဒတာနာဒီဆုံးတော့မဲ့မိဘကိုသာသမီကလည်းဘာမှမကွယ်ကွယ်နိုင်ဘူးဒီဆုံးတဲ့သာသမီကိုမိဘကလည်းဘာမှမကာကွယ်နိုင်ဘူးမကယ်တင်နိုင်ဘူးဆွေတွေမျိုးတွေကြားတယ်လေဘယ်သူမှဘယ်သူကိုမကယ်တင်နိုင်ဘူးနတ္တန္တိပုဒ္ဒတာနာယနာပိတာနာပိပန္နမရှိဘူးတဲ့အနကေနာတိပန္နတနတ္ထိညာတိတုတာနာဆွေတဲ့မျိုးတွေမှာကာကွယ်ပေးမယ်တရားမှမပေါ်နိုင်ဘူးဘယ်သူမှကာကွယ်နိုင်ဘူးလို့ဆိုဒါဖြင့်ဘာလို့လက်မြောက်အရှုံးပေးနှလုံးအေးပြီးတော့ဒီလိုပဲနေရမလားဟုတ်ဘူးတော့မယ်မကာကွယ်နိုင်ဘူးဆိုတော့မကာကွယ်နိုင်တာနဲ့လက်မိုက်ချပြီးလက်ပိုက်ပြီးထိုင်ကြည့်နေမလားမဟုတ်ဘူးလူတိုင်းလုပ်ရမယ်ဒါမျိုးကိုအမှန်ကန်သိရဒီလိုမကာကွယ်နိုင်ဘူးဆိုတဲ့သဘောကိုသိတဲ့အခါပညာရှိကဘာလို့လုံးတဲ့လုံးတိုက်တာဘာလဲဆိုပဏိတောသီလတံဝုတောမကာကွယ်နိုင်တဲ့ထဲကနေပြီးတော့လုံးလို့ရတာတခုလုံးတယ်ဘာလဲလဲဆိုကိုကျင်းသီလကိုထင်းလေးဆောင်ရှောက်တာအမှန်လူဝိချောင်းလေးဆိုရင်၅ပါးသီလထင်းလေးဆောင်ရှောက်သီလရှင်နေဆိုရင်7ပါးသီလ10ပါးသီလထင်းထင်းဆောင်ရှောက်
ယန္တနာရေဆိုလို့ရှိရင်129တွယ်တော့သိက္ခာပုဒ်တွေထိတ်လေးဆော့ရှော့သီလတန်ဖို့တော့သီလနဲ့စုပ်ပိတ်ဘာတွေကိုစုပ်ပိတ်အကုသိုလ်တွေကိုစုပ်ပိတ်ပြောဆိုခြင်းကြောင့်ဖြစ်ပေါ်လာမဲ့အကုသိုလ်ပြုလုပ်ခြင်းကြောင့်ဖြစ်ပေါ်လာမဲ့အကုသိုလ်အပြောကြောင့်ဖြစ်ပေါ်လာမဲ့အပြစ်လုပ်ရကြောင့်ဖြစ်ပေါ်လာမဲ့အပြစ်တွေမဝင်လာရအောင်သီလနဲ့စုပ်ပိတ်လိုက်ဟုတ်တယ်လေအာရတိပါဒဆိုတာကိုယ်ဒီလျောက်လုပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်အာရိနာဒါနကာယကံကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်ကာမိတုမေသသနာကိုယ်ဒီလျောက်လုပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်ဝိသဝါဒနှုတ်အပြောကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်ဒီအကုသိုလ်တွေမဖြစ်ရအောင်သီလနဲ့ဆုတ်ပိတ်လိုက်ပါဆိုရင်ကတော့အကုသိုလ်မဖြစ်အောင်လုပ်ဆိုမတရားလုပ်တာတော့မဟုတ်ဘူးကာကွယ်မှုမတက်နိုင်ဘူးဆိုရင်တခုတော့လုပ်ဘာလို့ကကိုကျင့်သီလနဲ့အကုသိုလ်တွေမဝင်ရအောင်ဆုတ်ပိတ်တဲ့ပဏိတောသီလတံဟုတောနိဗ္ဗာန်ကမနံမက္ခံခိဗ္ဗမေဝဝိသောတိခိဗ္ဗမေဝဆိုမြန်မြန်လောက်ဆိုတာမသိခင်လို့နေနေသိခြင်းတရားကပြီးသွားတယ်အဲ့ဒါကြောင့်မို့လို့ခဏလေးလက်ဖန်လေးရွှေ့ပနေခိဗ္ဗမေဝသင်္လင်းမြန်မြန်ခဏပဲလောက်ဆိုတော့ဒါကြောင့်မို့ပရိက္ခရတသုံးပါကြတော့ဣဇေဝကိစ္စံအတ္တဗံကောစဉ္ညာပရဏတုဝေဒီလုံးเสียရှိတာခဏပဲလောက်တယ်ကောစဉ္ညာပရဏတုဝေလက်ပြန်သိပဲမသိဘူးဘူးမသိဘူးဘာလို့မသိတာလဲနိုင်တော်သင်္ကရံဒေနမဟာဒေနမြတ်စွာဒီမင်းရဲ့လူတွေအများကြီးရှိတယ်တဲ့သူလူတွေရဲ့လက်ချက်နဲ့သိပါဒါပေမဲ့သူလူတွေကပါတယ်တော့ဆို96ပြယောဂဝေဒနာသူရဲ့လက်ပါစီအဲ့ဒါလေးနဲ့တခုအသက်ထွက်သွားနိုင်တယ်ဒါကြောင့်မို့မြန်မြန်လို့ခိဗ္ဗမေဝပြီးတော့နိဗ္ဗာန်သွားတဲ့လမ်းကိုနည်းနည်းရှင်းလို့ဆိုတော့နိဗ္ဗာန်သွားတဲ့လမ်းကိုကိုကျင့်သီလစောင့်ပြီးတော့ရှင်းရတယ်ကိုကျင့်သီလစောင့်ရှင်းတယ်ဆိုတာကိုကျင့်သီလလုံအောင်လုပ်လိုက်တယ်ကိုကျင့်သီလလုပ်ခြင်းဖြင့်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝလို့ဆိုတယ်မဂ္ဂင်လမ်းကြောင်းကိုတက်ပြီးပြီအဲ့ဒီတက်လာတဲ့အခါမှာမိမိခန္ဓာကိုယ်ရဲ့သဘာဝတရားတွေရှင်းရှင်းလင်းလင်းသုံးသပ်နိုင်ဖို့မမြဲတဲ့သဘာဝတရားတွေဆင်းရဲတဲ့သဘာဝတရားတွေကိုမပိုင်တဲ့သဘာဝတရားတွေဆင်းရဲသုံးသပ်လာနိုင်ဖို့သဘာဝလက္ခဏာနဲ့တာမညာလက္ခဏာလို့ဆိုတယ်ယုံနာဓမ္မတို့ရဲ့သဘာဝလက္ခဏာကိုသိအနိစ္စဒုက္ခအနတ္တလို့ဆိုတဲ့တာမညာလက္ခဏာကိုသိပြီးတော့သင်္ခါရတရားတွေကိုသဘာဝအမှန်ကိုသိပြီးသင်္ခါရတရားတွေပေါ်မှာညီးဝဲသင်္ခါရတရားတွေပေါ်မှာတွေ့တားနေတဲ့တော့ခန္ဓာ၅ပါးပေါ်မှာတွေ့တားနေတဲ့အတွေ့အတာဆိုတဲ့ကော်စေးကိုထောက်အောင်လုပ်ဒီအသိရှိနေကတ်နေမှာဒါကြောင့်မို့စူပါဂလူးတဲ့ဆိုအဲ့ဒီဂလူးဆိုတဲ့ကော်စေးကို6အောင်လုပ်အဲ့ဒီကော်စေး6ပါပြီဆိုလို့ရှိရင်နိဗ္ဗာန်ကမ္မနာမက္ခနိဗ္ဗာန်သွားတဲ့လမ်းစာကြီးပေါ်လာပြီတခြားမဟုတ်ဘူးမဂ္ဂင်7ပါးပဲသီလကျင့်တယ်ကိုကျင့်တယ်သမာဓိကျင့်တယ်ကိုကျင့်တယ်ဝိပဿနာကျင့်တယ်ကိုကျင့်တယ်လို့သီလကိုအခြေခံတယ်သီလကိုအခြေခံမှသမာဓိဆိုတာနည်းနည်းမြန်မြန်ဖြစ်တယ်ဘယ်လိုဆက်သွယ်တာလဲလို့ဆိုလို့ရှိရင်သီလလုံတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးပါကြည်တာအနဝိသဒုက္ခဘာအပြစ်မှကျူးလွန်မထားလို့ရှိရင်စိတ်ချမ်းသာမှုရှိစိတ်ချမ်းသာမှုရှိရင်ဒုက္ခိနောစိတ်တံသမာဓိရဲ့ဒီချမ်းသာနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာ
လင်းလင်းမြမြတည်ငြိမ်မှုရဒါဖြင့်တည်ငြိမ်မှုရလာတာနဲ့တည်းနဲ့ယထာဘုဒ္ဓဉာဏတ္တနာအမှန်ကန်သိတယ်ဆိုတာဖြစ်ပေါ်လာတယ်။ဒါကြောင့်မို့ရသော်ဗျာသီလကိုအခြေခံပြီးတော့တမာတိအခြေခံလိုက်တဲ့အခါမှာယထာဘုဒ္ဓဉာဏ်ဆိုတာဒီလိုဆင်ငယ်တစ်ခုနဲ့တစ်ခုလက်တွဲပြီးတော့ဖြစ်ပေါ်လာအောင်မဂ္ဂင်၈ပါးအကျင့်တရားကိုသီလသမာဓိပညာနဲ့ဖွဲ့စည်းပေးထားတာဖြစ်တယ်။အဲ့ဒါဒီပင်နဲ့နိဗ္ဗာန်ကမ္မနာမဲ့ကနိဗ္ဗာန်သွားတဲ့လမ်းဒီလမ်းကြောင်းကိုပြီးပြင်းဒီသိရမဲ့သဘာဝတရားတွေကိုသိခြင်းဆိုတဲ့ညာတပရိညာနေသဒုက္ခအနတ္တဆိုတာသဘာဝတရားတွေကိုဆုံးဖြတ်နိုင်တဲ့ဒီရဏပရိညာနဲ့ထိုဆုံးဖြတ်ခြင်းကြောင့်ဖယ်ရှားသွားခြင်းလို့ဆိုမှားရတဲ့အတွေးတွေတစ်ခုပြီးတစ်ခုလုကင်းဖယ်ရှားသွားနိုင်တယ်ဆိုရင်ပါဏပရိညာအခုလို့အသိဉာဏ်တွေဟာအစဉ်စဉ်တိုးတက်တာဝိပဿနာကျင့်စဉ်ကိုပဲပုဗ္ဗဘာကမက်လို့ခေါ်တာအဲ့ဒီပုဗ္ဗဘာကမက်ဆိုတာဒီ၈ပါးနဲ့ဖွဲ့စည်းထားတာပဲအဲ့ဒီ၈ပါးနဲ့ဖွဲ့စည်းထားတဲ့ပုဗ္ဗဘာကမက်နဲ့ရင့်ကျက်လာပြီဆိုတဲ့အခါကျလို့ရှိရင်လောကုတ္တရာမက်ဆိုတာကူပြောင်းရောက်ရှိလာတယ်ပေါ့အဲ့ဒီလောကုတ္တရာမက်ရပြီဆိုတဲ့အခါကျလို့ရှိရင်တော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သွားပြီဘုဗ္ဗဘာကမဲ့ဝိပဿနာဉာဏ်နဲ့သင်္ခါရနယ်ထဲမှာသင်္ခါရရဲ့အပြစ်တွေကိုစွမ်းကုန်ရအောင်ဆင်ញံသုံးသပ်ကြည့်သင်္ခါရတွေရဲ့ချုပ်ဆုံးရနိဗ္ဗာန်ကိုအသိဉာဏ်နဲ့အာရုံပြုလာနိုင်ပြီဆိုတာနဲ့တူတယ်လေအရိယမက္ခလို့ဆိုတဲ့ခိုင်မာတဲ့မဂ္ဂင်၈ပါးတသုသီလို့ဖြစ်ပွားပြီးတော့လာတယ်အဲ့ဒါကိုမြတ်စွာဘုရားရည်ညွှန်းပြီးတော့ပန္တိတောသီလသံဝတ္တောနိဗ္ဗာန်ကမ္မနာမက္ကံခိပ္ပမေဝဝိတောရိနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကိုမြန်ကြီးကိုလမ်းကိုရှင်းရမှာဖြစ်တယ်ညို့ဆိုရင်ဒီလမ်းပေါ်လျှောက်နိုင်မှာမဟုတ်ဘူးကိုသွားမဲ့လမ်းကိုကိုယ့်အကူလျှောက်လမ်းနိုင်အောင်ရှင်းလင်းသုတ်တယ်မှာဒါပြင်ရှင်းလင်းသုတ်တယ်မှာဆိုတော့နိဗ္ဗာန်သွားတဲ့လမ်းကြီးကရှုပ်ထွေးနေလားလို့ဆိုနိဗ္ဗာန်သွားတဲ့လမ်းပေါ်မှာပိတ်ဆို့နေတဲ့အပိတ်ဆို့တွေရှိတယ်လေအဲ့ဒါတွေကိုရှင်းခိုင်းတာဘာတွေကနေပိတ်နေတော့လို့ဆိုလို့ရှိရင်နိဝရဏဆိုတဲ့တရားတွေပိတ်လူချင်းကြားအာယုန်ဒီပေါ်မှာလူချင်းနေတဲ့ကာမိဆန္ဒလိုရာမရရင်အလိုမကျဖြစ်နေတဲ့ဗျာပါဒကောင်းတဲ့အလုံးနဲ့တွေ့ကြုံလာရင်စိတ်ကနောက်တွန်းသွားတဲ့ပြညာပိဋကတည်ငြိမ်မှုတွေကိုပြပြစေတဲ့လေလွတ်နေတဲ့ဥဒိစ္စနဲ့စိတ်ကူးနေတဲ့ကုက္ကုဆာတာလျာပွားနေတဲ့ဝိသိကိစ္စလို့ဆိုတာဟာဒီလမ်းကြောင်းကိုရှုပ်ထွေးစေတဲ့အရာတွေလားဖြစ်တယ်လမ်းကြောင်းကြီးကိုပိတ်ဆို့ပေးနေတဲ့အရာတွေဖြစ်တယ်ဒါကြောင့်မို့နိဝရဏလို့ခေါ်တယ်အဲ့ဒီနိဝရဏတွေကိုရှင်းလိုက်ပြီဆိုမှနိဗ္ဗာန်လမ်းကြောင်းကြီးကိုပွင့်သွားမှာဖြစ်တယ်အဲ့ဒီသမာဓိနဲ့ရှင်းသီလနဲ့ရှင်းသမာဓိနဲ့ရှင်းနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြီးကိုလင်းလင်းမြန်မြန်ဖြောင်းဖြောင်းရှင်းပြီးဖြစ်အောင်ကိုယ်လမ်းကြောင်းကိုကိုယ်သွတ်သိမ်းပါလို့မြတ်စွာဘုရားကဒီလိုဟောကြားခဲ့တာဖြစ်ပါတယ်ဘုရားရှိခိုးတော်ရှင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမဖြစ်တယ်ဘဝကိုရှုမြင်သုံးသပ်ခြင်းမြတ်စွာဘုရားကိုယ်တိုင်ကဘဝပေါ်မှာရှုမြင်သုံးသပ်ခဲ့ဖို့ဥဒ္ဒရမထေတိရိမန္တမထေတို့ရဲ့ဘဝပေါ်မှာရှုမြင်သုံးသပ်ဖို့တခြားမထေတွေရဲ့ရှုမြင်သုံးသပ်ဖို့တွေဒီပုံစံနဲ့ပဲသွားတာဖြစ်ပါတယ်အားလုံးဘဝရဲ့အဖြစ်ဘဝရဲ့အခြေအနေကိုရှုဘဝကိုယုံမုန်းတဲ့စိတ်ဘဝကိုညီးငွေတဲ့စိတ်ဘဝရဲ့တွေ့တာမှုတွေကိပြအောင်ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာချမ်းသာကြပါစေ
ဆန္ဒပြေပါလေသက်ရှိကျမ်းမာစိတ်ချမ်းသာဒုရဆန္ဒပြေပါလေဓမ္မောတရံပိဝိတဝါနဝိသတဗေတမုဟတာအာဇရာမရာပိတိဘာဝေနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပူဇာမြတ်တော်ကိလေသာစိတ်တောက်တရားတို့သည်သမုဟတာပိဋ္ဌပဲပင်ရေမတင်ကဲ့သို့ကိစ္စင်တွင်ပြောက်ပိမရအောင်ပဲဖြောက်အကုန်သည်ဟောတုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရအိုခြင်းလည်းကွာနာခြင်းလည်းကင်းသေးခြင်းလည်းရှင်းတတ်သောတိတိဝံကိလေသာဟုပုခတိန်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သောသာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်တော်စဉ်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြည်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေ